ရှေးခေတ်ကမင်းကလေးတယောက်ဟာမမျှော်လင့်ပဲခေတ်သစ်ကမကိုရောက်ရှိလာခဲ့ပါတယ်။သူမမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့စစ်မြေပြင်ဇက်ဝင်ခန်းတစ်ခုရဲ့ရိုက်ကွင်းပေါ်မှာဇက်ပို့မင်းသမီးတယောက်ဖြစ်ရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တဲ့အခါသူမရဲ့မြို့ကိုရန်သူတွေတိုက်ခိုက်နေပြီလို့ထင်မှတ်သွားပြီးအချိန်ဆိုင်မနေပဲခေါင်းဆောင်မင်းသားကိုမြင်းပေါ်ကနေတွန်းချကာသူ့နေရာမှာအစားထိုးဝင်ထိုင်လိုက်တာကြောင့်ဘေးကလူတွေအားလုံးအံ့အားသင့်ကုန်ကြပါတယ်။ခန္ဓာကိုယ်ပိုင်ရှင်ကြီးအသက်ခဏကြာမှာတော့ထိုမင်းကလေးဟာဦးခေါင်းထဲမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီးသူမဝင်စားထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေဝင်ရောက်လာပါတော့တယ်။တကယ်တော့ဒီခန္ဓာကိုယ်ပိုင်ရှင်ဟာနေညမပြတ်အလုပ်စူးစမ်းပြီးမြဲပိုက်ဆံအနေငယ်လာရတဲ့ဇက်ပို့မင်းသမီးလေးတူဖြစ်ပါတယ်။ပိုက်ဆံပိုးရဖို့အတွက်အနားမယူပဲအပင်ပန်းခံအလုပ်လုပ်ခဲ့ရကနေရုတ်တရက်ဒေဆိုးသွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲရှေးခေတ်စစ်သူကြီးမလေးဟာသူမရဲ့ကိုယ်ထဲကိုဝင်ရောက်လာခဲ့တာပါ။နိုးထလာခြင်းနဲ့ထိတ်တိုက်တွေ့ခြင်းစစ်သူကြီးမလေးဟာဒီအကြောင်းတွေကိုစဉ်းစားနေရင်ပြန်လဲတတိလက်သွားခဲ့ပြီးနောက်တစ်ချိန်နိုးလာတဲ့အခါမှာတော့ဆေးရုံတစ်ခုကိုရောက်နေတာကိုသိလိုက်ရပါတယ်။သူမဟာဘာတွေဖြစ်နေမှန်းနားမလည်တာကြောင့်ဘေးနားကဆရာဝန်ကိုစကားပြောကြည့်ပေမဲ့ဆရာဝန်ကတလုံးမှနားမလည်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စစ်သူကြီးမလေးကသူမရဲ့ရှေးခေတ်စကားကိုပဲပြောနေလို့ပါ။စိတ်ပြက်လက်ပြက်နဲ့အပြင်ကိုထွက်လာတဲ့အခါမှာတော့သူမဟာသူစိန်တယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေပြီဆိုတာကိုအပြည့်အဝနားလည်သွားပါတယ်။အဲ့ဒီအချိန်မှာပဲခန္ဓာကိုယ်ပိုင်ရှင်မင်းကလေးရဲ့ရီးစားသစ်သူရောက်လာပါတယ်။သူ့ကိုမြင်လိုက်တဲ့အခါမှာတော့စစ်သူကြီးမလေးဟာဒေါသတကြီးဖတ်သွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလူရဲ့မျက်နှာဟာသူမကိုတတ်ခဲ့တဲ့ရန်သူစစ်တေတော်ရဲ့မျက်နှာနဲ့တပုံစံနဲ့တူနေလို့ပဲဖြစ်ပါတယ်